မက်ဆီနာမည်ကိုအော်ဟစ်ခဲ့ကြတဲ့ပရိသတ်တွေကိုဒေါသကြီးပေါက်ခွဲခဲ့တဲ့ရိုနယ်ဒိုဆိုတဲ့ပေါ်တူဂီသားကြီးကစိတ်ဆက်လေးရှိတဲ့ကစားမကြီးတယောက်ဆိုပေမဲ့အေးလေနဲ့ပွဲစဉ်ကားလိုမျိုးဒေါသကြီးပေါက်ခွဲလေးမရှိဘူးလို့ဆိုရမှာပါဒါမှလည်းပြီးခဲ့တဲ့ဂျာသာရီနီညကစားခဲ့တဲ့အေးလေအသင်းနဲ့ပွဲစဉ်မှာတော့ရိုနယ်ဒိုတယောက်တော်လေးကိုပေါက်ခွဲခဲ့ပြီးပြိုင်ပွဲအသင်းဖြစ်တဲ့အေးလေပရိသတ်တွေကလည်းရိုနယ်ဒိုတယောက်အခုလိုပေါက်ခွဲလာစေဖို့အတွက်ပေါ်တူဂီသားကြီးရဲ့မဟာပြိုင်ဘက်မက်ဆီရဲ့နာမည်ကိုကွင်းလုံးပြည့်တန်းပြိုင်အော်ဟစ်သွားခဲ့ကြပြီးစီယိုနယ်ရဲ့ဒေါသကိုတူးဖော်သွားခဲ့ကြတာဖြစ်ပါတယ်ပြိုင်ပွဲပရိသတ်ရဲ့တန်းပြိုင်အော်ဟစ်မှုကိုစီယိုနယ်တယောက်မကြေမနက်ဖြစ်ခဲ့ပြီးတော့အခုဒီမှာရှိနေတာငါမက်ဆီမဟုတ်ဘူးဆိုပြီးတော့ပြန်អော်သွားခဲ့ပါရီဒုတိယပိုင်းပွဲကစားချိန်53နှစ်မှာလည်းဒိုင်လူကြီးရဲ့ပြည်တန်တက်မှတ်ပေးတဲ့ဆုံးဖြတ်ချက်ပေါ်မှာလည်းစီယိုနယ်တယောက်ဒေါသပေါက်ခွဲခဲ့ပြီးတော့ဘောလုံးကိုကွင်းပြင်ကန်ထုတ်ခဲ့တဲ့အတွက်ရိုနယ်တယောက်အဝါကပြသခံခဲ့ရတယ်လို့ပေါ်ရီသားကြီးကဒိုင်လူကြီးကိုအိမ်ပြန်ပို့လိုက်တော့ဆိုပြီးတော့အမူအရာမျိုးနဲ့လှုပ်ပြသွားခဲ့ပါရီအေလန်နဲ့ပွဲစဉ်ကစီယိုနယ်ရဲ့ပွဲလို့ဆိုရမှာဖြစ်ပြီးတော့ပွဲပြီးဆုံးညင်ဒီပြဿနာတွေဆက်ဖြစ်နေကြတာပါအန်နက်ဆာကစားမတွေကကွင်းထဲကနေထွက်လာချိန်မှာအေလန်ကစားမတွေက God of Honor အဖြစ်လက်ခုပ်ဒီဂုံပြုခဲ့ကြပြီးတော့စီယိုနယ်ကသူသွားမဲ့လမ်းရှိမှာပိတ်နေခဲ့တဲ့တာဝန်ရှိသူတို့ကိုဒေါသထွက်နေတဲ့ပုံစံနဲ့တုံ့ပြန်သွားခဲ့ပါရီအဲ့ဒီပြင်အဝေလဲကန်းကိုသွားတဲ့လမ်းမှာအေလန်ပရိသတ်တွေကသူတို့အသင်းလိုဂိုပါတဲ့ပေါ်ဝါကိုလှမ်းပစ်ခဲ့တဲ့အချိန်မှာစီယိုနယ်တို့ကအဲ့ဒီပေါ်ဝါကိုပေါင်ကြားတဲ့ချွေးတုပ်ပြီးတော့လွှင့်ပစ်ခဲ့ပါရီစီယိုနယ်ရဲ့ NSL အသင်းက Sorry ထေဒီကလပ်အသင်းဖြစ်တဲ့အေလန်အသင်းနဲ့ Real Season Cup ဖလားဘောလူပွဲစဉ်ကိုကစားသွားခဲ့ကြတာဖြစ်ပါရီအဆိုပါပွဲစဉ်မှာတော့ရိုနယ်ရဲ့ NSL အသင်းကမဟာပြိုင်ဘက်အေလန်အသင်းကို2ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ရပြီးစူပလာလုံးနဲ့လွဲချော်ခဲ့ရပါရီစီယိုနယ်တို့အတွက်ကတော့စူပလာအောင်မြင်မှုကတိတ်ပြီးတော့အရေးမပါတော့ပေမဲ့ဘောလုံးလောကရဲ့မဟာပြိုင်ဘက်ဖြစ်တဲ့မက်ဆီရဲ့နာမည်ကိုတန်မြိုင်အော်ဟစ်သွားခဲ့ကြတဲ့အေလန်ပရိသတ်တွေကိုတော့တော်လေးကိုပေါက်ကွဲနေခဲ့ပြီးပွဲကစားချိန်တွင်မှာရောပွဲပြီးဆုံးချိန်အထိပါဒေါသပေါက်ကွဲနေကြတာဖြစ်တယ်လို့ပဲဆိုလိုက်ပါစီ